ကျွန်တော်အရက်လည်းမတောက်ဆေးလေးတော့ဘာမှမလုပ်ဘူးအဲ့ဒါဆိုရင်ရှောင်းတယ်နော်အဲ့တော့အခုလိုမျိုးကျမ်းမာပြီးတော့ကျွန်တော်ကစားနိုင်တယ် BKFC ဖွဲ့စည်းတဲ့ဒီမြန်မာယူရအောင်ဖွဲ့စည်းရတာစာချုပ်ဆိုထားတယ်ပေါ့နော်အဲ့တော့အကယ်၍ဒါ BKFC ဖွဲ့စည်းတာပေါ်မှာအဆန်းကိုကမ်းလှမ်းမယ်ဆိုတာကစားဖို့အစီအစဉ်ရှိတာလေဒါလည်းပတ်သက်အဲ့ဒါမြန်မာပြည်သက်တွေစိတ်မှာဆိုင်တယ်ပေါ့နော်မြန်မာပြည်သက်တွေစိတ်မှာဆိုင်တယ်ဒါပြီးတော့သူတို့ရဲ့ offer နဲ့ဆိုင်ပါတယ်ခင်ဗျာဒါပေမဲ့အခုလောလောဆယ်ကျွန်တော်နောက်လာမယ့်ကျွန်တော်ရဲ့ future generation တို့ကျွန်တော်စဉ်းစားနေပါတယ်ဟုတ်ကဲ့ဒီကျွန်တော်အဆုံးပိုင်းမှာဆိုရင်ဒီမြန်မာကစားသမားတွေက1 Friday 5မှာပေါ့နော်ဒီတိုင်ပွဲတွေမှာနိုင်ပွဲတွေဆက်လာတော့တွေ့ရတယ်။တို့ပေမဲ့ဒီနောက်ပိုင်းတွေမှာရှုံးပွဲတွေတော်တော်လေးဆက်လာတယ်ပေါ့နော်။အဲ့ဒါဘာအကြောင်းရင်းကြောင့်ရှုံးနေခဲ့ရတာလဲဆိုတော့အောင်မဆန်းငယ် fighter တွေအတွက်တက်လို့ fighter တွေကျွန်တော်အကျဉ်း basic ကနေပြောပြီးဟုတ်ကဲ့အကျဉ်းပေးချင်တာတိတ်ပြီးတော့အဲ့ဒီ social media ရဲ့တိတ်မစင်စားပါနဲ့နော်။စဉ်းစားကိုယ့်ရဲ့ technique ကိုယ့်ရဲ့ training ကိုယ့်ရဲ့recovery rest ကိုစဉ်းစားပါနော်။အဲ့ဒါပြီးတော့ကမ္ဘာမှာအမြင့်ဆုံးအမြင့်ဆုံးဖြစ်အောင်ကြိုးစားပါသူတို့ရဲ့အချင်းမှာဒီကောင်ကဘယ်လို training လဲဆိုကြည့်ပါတော့အခုကျွန်တော်ညီမ Veronica ထိုးမယ်သူကကမ္ဘာချန်ပီယံတောင်းနေထိုးမယ်သူရဲ့စဉ်းစားမှုတွေသူရဲ့ idea တွေကျွန်တော်ရမ်းကြိုက်တယ်နော်အရမ်းနှစ်သက်တယ်သူကတော့ training ကိုကောင်း focus လုပ်တယ်social media လောက်တာလောက်တယ်ဒါမှမဟုတ်သူကအရမ်းပြီးတော့ focus လုပ်တယ်သူရဲ့ body စားရမယ်ဆိုရင်သူကောင်းလုပ်တယ် regimen လုပ်တယ်အဲ့ဒါပြီးတော့သူကကမ္ဘာချန်ပီယံ Valentina လိုက်သူ train လုပ်တယ်အဲ့လိုမျိုးကိုယ့်ရဲ့ craft မှာကိုယ့်ရဲ့ art မှာကောင်းဆိုပြီးစူးစမ်းပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဘောမဆန်းရဲ့ဒီနောက်ဆုံးပေါ်တော့နားမယူခင်ရှင်ပြန်ထိုးတက်တဲ့ပွဲမှာဒါအနိုင်ရရှိသွားတာကအဓိကအနေနဲ့ဒါ